မင်္ဂလာပါ Joshua Ministry ကနေကြိုဆိုတယ်ဒါ Joshua ပဲဖြစ်ပါတယ်ကျွန်တော်ကိုဆရာယောရှုလို့လည်းခေါ်ပါတယ်ဒီမှာမုံရွာမှာတော့ကျွန်တော်ကိုဆရာယောရှုလို့ပဲတည်တာများတာပေါ့နော်ဆိုတော့ကျွန်တော်တို့အခုတောက်ချနေညနေခုချိန်မှာကျွန်တော်ဘယ်အချိန်ရှိပြီလဲဆိုရင်ဆရာတို့6နိုင်ခွဲပေါ့နော်ကျွန်တော်6နိုင်ခွဲရှိပြီဒါတောက်ချနေဝင်ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဆိုရင်တမန်ကျမ်းစာတော်လားအရာပေါ့နော်ကျွန်တော်ဘုရားသခင်ရဲ့တရားတော်လားအရာဒါဟာကျွန်တော်တို့ဒီနေ့ဥပုပ်နေဝင်ပြီဖြစ်ပါတယ်ပေါ့နော်ဥပုပ်နေဝင်ပြီဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေများအနေနဲ့လည်းကျွန်တော်ဒီနေ့ဟာဆိုရင်ပုံမှန်ထုံးတမ်းစင်လာမိမိရဲ့လောကမှာအသက်ရှင်ဖို့ရန်အတွက်စာဝတ်နေရအတွက်ကျွန်တော်တို့ရုန်းကန်လှုပ်ရှားတဲ့အလုပ်လုပ်တဲ့အရာတွေကျွန်တော်တို့တပတ်လုံးမှာကျွန်တော်တို့6ရက်ပတ်လုံးကျွန်တော်သုံးခဲ့ပြီးသွားပြီပေါ့နော်မိမိရဲ့အစွမ်းအစတွေမိမိရဲ့ဒီအုံနောက်ဉာဏ်ပညာတွေမိမိရဲ့ဒီခန္ဓာကိုယ်ကအင်အားတွေအားလုံးပေါ့နော်ကျွန်တော်တို့6ရက်ပတ်လုံးကျွန်တော်သုံးခဲ့ပြီးသွားပြီတချို့ဆိုရင်နေ့ရောညရောเนาะနေ့မှာခန္ဓာကိုယ်နဲ့အုံနောက်နဲ့အတူလုပ်ပြီးတော့ညမှာကျွန်တော်အုံနောက်တွေတွားပြီးတော့စဉ်းစားနေတဲ့ချိန်တွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့တမန်ကျမ်းစာကကျွန်တော်တို့ဘာပြောတယ်လဲဆို9ရက်မြောက်တဲ့နေ့ဟာဘုရားသခင်ရဲ့တန်ရှင်းသောဥပုသ်တော်နေ့ဖြစ်တယ်ဒါကြောင့်အဲ့ဒီနေ့မှာတင်ရဲ့မိသားစုအတွက်တင်ရဲ့အလုပ်ကိုတင်မလုပ်ရဘူးကျွန်တော်တို့ကမာကြားခဲ့တာဖြစ်တယ်အဲ့ဒါဆိုတော့ဒီ9ရက်မြောက်တဲ့နေ့ဘုရားသခင်ကအဲ့ဒီနေ့ဟာဘုရားသခင်အတွက်တီးတန့်ကိုခြံထားဖို့ရန်အတွက်ဘုရားကကျွန်တော်တို့သူ့ကိုကိုးကွယ်တဲ့သူသူ့ကိုယုံကြည်တဲ့သူတွေကိုအမြဲတမ်းမာကြားခဲ့တဲ့စကားတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီတရားဥပဒေတွေကတော့ကျွန်တော်တမန်ကျမ်းစာအရပထမဦးဆုံးသိရတာကတော့မောရှေရဲ့ဒါတရားစီရင်ခြင်းပေါ့နော်မောရှေရဲ့ဥဆောင်ခြင်းကနေကျွန်တော်စပြီးတော့သိရတာပေါ့စပြီးတော့သိရတယ်ဒီမောရှေကကျွန်တော်တို့ဒီအေဂုတုပြည်ကနေပြီးတော့ခါနန်ကိုသူ့ရဲ့ဒီဟေဗြဲလူမျိုးเนาะ9သိန်းကျော်ကိုဦးဆောင်တဲ့နေရာကနေပြီးတော့เนาะကျွန်တော်တို့ဦးဆောင်တဲ့နေရာကနေပြီးတော့ကျွန်တော်တို့ဒါဘုရားသခင်ကဒီတိနာတောင်ပေါ်မှာပြည့်ညတ်တော်10ပါးเนาะတရားတော်10ပါးလို့လဲကျွန်တော်တို့ပြောလို့ရတယ်လို့ပြည့်ညတ်တော်10ပါးလို့တမန်ကျမ်းစာမှာတော့ကျွန်တော်တို့ဒီတွေ့ရတယ်ပေါ့နော်အဲ့ဒီတရားတော်10ပါးကိုပေးခဲ့တယ်အဲ့ဒီတရားတော်10ပါးအတိုင်းဟေဗြဲလူမျိုးတွေရဲ့မျိုးဆက်တွေဖြစ်တဲ့ဂဏိတ်ချိန်မှာကျွန်တော်ဂျူးတွေပဲကြံတဲ့အခါဂျူးလူမျိုးလို့ကျွန်တော်တို့တွေ့ရဂျူးလူမျိုးတွေဆိုတာကတော့ကျွန်တော်တို့ယူဒတွေကိုပြောတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့အမျိုး12မျိုးမှာတစ်မျိုးပဲပါဝင်ပါတာတတိယမြောက်အကိုထဲမှာတတိယမြောက်ညီအကိုဖြစ်ပြီးတော့ဘယင်ရဲ့ယာဇလန်ဒန်ကိုကင်ဆောင်ရမယ်အမျိုးဖြစ်တယ်လို့သူ့ရဲ့အဖခင်ကိုယ်တိုင်เนาะကျွန်တော်တို့ဒီယာကုပ်ကိုယ်တိုင်ကကောင်းကြီးပေးခဲ့တဲ့လူမျိုးယူဒလူမျိုးကအခုချိန်မှာကျွန်တော်တို့ဒါဘယင်တရဖူကိုအများတန်းကင်ဆောင်တဲ့လူမျိုးဖြစ်တယ်ဘယင်တွေကလည်းဒီယူဒတွေကနေပြီးတော့အများတန်းเนาะဖြစ်လာတယ်ကျွန်တော်ဒါဝိဒ်ကနေဆက်ပြီးတော့ကျွန်တော်တို့တွေ့နိုင်တယ်ပေါ့ဟုတ်ပြီအဲ့ဒီမောရှေကနေပြီးတော့သုံးလာခဲ့တဲ့ဒီဥပုသ်နေ့ကိုကျွန်တော်တို့တမန်ကျမ်းစာလာတွေ့ရတယ်ဒါပေမဲ့တမန်ကျမ်းစာမှာကျွန်တော်ဒီပြည့်ညတ်တော်10ပါးအကြောင်းကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာ remember the Sabbath day to keep it holy လို့ပြောတယ် remember တတိယခိုင်းတယ်ကျွန်တော်တို့ကိုအဲ့ဒီ9ရက်မြောက်တဲ့ဘုရားသခင်ရဲ့ကောင်းကြီးချမ်းသာခံစားရမယ့်နေ့ဟာဘုရားသခင်နဲ့အတူမိတ္တဟာယပြုရမယ့်နေ့ဘုရားသခင်နဲ့အတူကျွန်တော်တို့ကငြိမ်ဝှက်စွာနေရမယ့်နေ့ဘုရားသခင်ရဲ့တရားတော်မြတ်မှာကျွန်တော်တို့နော်လေးနဲ့ကျွန်တော်တို့ထဲဝင်ပျော်ရွှင်နေမဲ့နေ့ကိုဘုရားသခင်ကအဲ့ဒီတရားတော်10ပါးက4ပါးမြောက်မှာသူကတတိယပါ remember ဆိုတဲ့စကားလုံးကိုသူကနော်ထားပေး remember ဆိုတဲ့စကားလုံးကိုကျွန်တော်ကြည့်မယ်ဆိုတော့ကျွန်တော်နှစ်ခုပြောလို့ရတာတစ်ခုကတော့ဘာလို့ဆိုကျွန်တော်တို့ဒီနေ့အတွက်တေချာဆိုတာစောင့်ထိန်ဖို့ရန်အတွက်တတိယနော်ဆိုတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်အရင်ကဘိုးစဉ်ပေါင်ဆက်
ထိန်းသိမ်းဆောင်ရှောက်ခဲ့တဲ့အရာဖြစ်လို့ဒီအရာကိုပြန်လဲပြီးတော့တတိယနော်လို့ပြောတာလည်းဖြစ်တယ်နှစ်ခုစလုံးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီနေရာမှာဒီပြည့်ညတ်တော်၄ပါးမြောက်ကဘာကိုပြောဆိုနှစ်ခုစလုံးကိုပြောတာဖြစ်တယ်နှစ်ခုစလုံးတစ်ခုကဘာလို့ပထမတစ်ခုကဘိုးစင်ပေါင်ဆက်နော်ထိန်းသိမ်းဆောင်ရှောက်တဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒါတတိယစီပြီးတော့ခါကျတော့ဖယားသခင်နဲ့အတူနေပြီးတော့တန်ရှင်းမွန်မြတ်ရာငြိမ်ဝတ်စွာနေဖို့တတိယခိုင်းတာဖြစ်တယ်နှစ်ခုစလုံးတတိယခိုင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ကျမ်းစာတော်လာအရာသိရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကဘာဦးချခန်းတဲ့အပိုက်20ကျော်လောက်မှာကျွန်တော်ကြည့်တဲ့အခါမှာဖန်ဆင်းခြင်းအကြောင်းကျွန်တော်ကြည့်ရဖန်ဆင်းခြင်းအကြောင်းကြည့်တဲ့အခါမှာကျွန်တော်တို့ကောင်းကင်မြေကြီး16လအလုံးစုံကိုဘုရားသခင်က6ရက်မြောက်နေ့မှာအားလုံးအလုံးစုံကိုပြီးစီအောင်သူဖန်ဆင်းခဲ့ပြီးတော့9ရက်မြောက်တဲ့နေ့ဟာသူဟာငြိမ်ဝတ်စွာနေပြီးတော့အဲ့ဒီ9ရက်မြောက်တဲ့နေ့ကိုကောင်းကြီးချမ်းသာပေးပြီးတော့နော်ငြိမ်ဝတ်စွာနေတယ်ကောင်းကြီးပေးတယ်တန်ရှင်းစေတယ်သုံးခုရှိဖြစ်ပါတယ်ငြိမ်ဝတ်စွာနေတယ်ကောင်းကြီးပေးတယ်တန်ရှင်းစေတယ်အဲ့ဒီနေ့ဟာကျွန်တော်ဒီနေ့မျက်မှောက်ပြုတဲ့ဒီနေ့ခဏဖြစ်ပါတယ်အဲ့ဒါကြောင့်တင်နဲ့ကျွန်တော်ဒီလေဘုရားသခင်ရဲ့ကရုဏာတော်ဘုရားသခင်ရဲ့ဒီချစ်ချင်းမြတ်တာတော်ထဲမှာကျွန်တော်ရှိနေတဲ့မျက်မှောက်တော်ထဲမှာရှိနေတဲ့ဘုရားသားသမီးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့စကားတော်မြတ်မှာကျွန်တော်လိုက်လျှောက်ဖို့ရတဲ့အင်မတန်မှအရေးကြီးပါတယ်နောက်တစ်ခုကဘာကိုသိနိုင်တယ်လဲဆိုတော့ကျွန်တော်တို့ဘုရားသခင်ကိုသိတဲ့လူမျိုးဘုရားသခင်ကိုတစ္ဆာရှိရှိကိုးကွယ်တဲ့လူမျိုးတွေရဲ့နော်ထုံတန်းစင်လာနဲ့ဘုရားသခင်ကိုမကိုးကွယ်တဲ့လူတွေရဲ့ထုံတန်းစင်လာဆိုပြီးတော့ကျွန်တော်ထုံတန်းစင်လာနှမျိုးလဲလောကကြီးမှာရှိနေတာကျွန်တော်တွေ့နိုင်တယ်။ဂရိတ်ခက်မှာဆိုတော့ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ရုရှားတို့ကျွန်တော်တို့တရုတ်တို့ဒီမြောက်ကိုရီးယားတို့ကျွန်တော်တွေ့နိုင်တယ်ပေါ့နော်။ဂျပန်တို့ဆိုတာလည်းဒါဘာသာရေးရှိပေမဲ့လည်းသူတို့ဟာသူတို့ရဲ့ဘဝနေမှုထိုင်မှုမှာတော့သူတို့ကဒါဖျားမဲ့ဘာသာရှိပေါ့လေအဲ့ဒီသဘောမျိုးတွေကျွန်တော်ဆောင်အဲ့လိုလူမျိုးတွေနဲ့ကျွန်တော်တို့ဘာသာတရားကိုင်းဆိုင်တဲ့နိုင်ငံနဲ့လူမျိုးတွေကိုကြည့်တဲ့အခါဖျားမဲ့ဘာသာမရှိတဲ့သူတွေဟာဆိုသူတို့တပတ်မှာသူတို့ခုနှစ်ရက်ပတ်လုံးလုပ်တယ်ဆရာဆိုရင်ဒီဟိုတယ်လုပ်ငန်းမှာလုပ်မှုတယ်ဆိုတော့ဂျပန်တွေရဲ့ဟိုတယ်လုပ်ငန်းကုမ္ပဏီတွေမှာလုပ်မှုတဲ့အခါမှာအဲ့ဒီဂျပန်တွေရဲ့ဟာကတပတ်မှာတရက်ဆိုတာနားခွင့်ဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီဂျပန်မှာကျွန်တော်တို့ရဲ့ဦးဆောင်ခေါင်းဆောင်တွေကျွန်တော်မန်နေဂျာချုပ်ကြီးတွေဆိုတာဘယ်တော့မှမနာတပတ်မဟုတ်တလမဟုတ်တနစ်မဟုတ်သူတို့အဲ့ဒီကုမ္ပဏီမှာလှုပ်တဲ့အချိန်တိုင်းမှာသူတို့နားတယ်ဆိုတာသူတို့မှမရှိဘူးနားချင်စိတ်လည်းမရှိဘူးအလောက်ကသူ့ရဲ့ဘဝပဲခုနှစ်ရက်မှာတပတ်ခုနှစ်ရက်နော်ခုနှစ်ရက်ပတ်လုံးသူတို့လှုပ်တယ်သူတို့မှဒီအတွေးခေါ်မရှိဘူးဒါပေမဲ့ကျွန်တော်ခရိယန်ဒီတိုင်းပြည်တွေကိုကြည့်ရတပတ်မှာတရက်ပုံမှန်အလုပ်ကိုလုံးဝပစ်ထားပြီးတော့သူ့ရဲ့ဘာသာတရားအတွက်နော်ပေးတဲ့နိုင်ငံနဲ့လူမျိုးတွေထုံတန်းစင်လောက်ကြည့်တဲ့အခါမှာခရိယန်နိုင်ငံတွေပဲအဓိကဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့တွေ့တယ်ခရိယန်နိုင်ငံတွေမှာကျတော့ကျွန်တော်တနင်္ဂနွေနေ့ဒါမှမဟုတ်စနေနေ့တချို့ကစနေနေ့ပေါ့နော်တနင်္ဂနွေနေ့ကတော့ခရိယန်တော်တော်များများပေါ့တပတ်မှာသူတို့တနင်္ဂနွေနေ့စနေနေ့အမြဲတမ်းနားကြတပတ်မှာသူတို့6ရက်ပဲအလုပ်လုပ်တယ်ခုနှစ်မြောက်တဲ့နေ့ဆိုင်နေဆိုရင်ပိတ်တယ်နော်တော်တော်များများကမပိတ်တဲ့လူကတော့ပြောရမယ်ဆိုရင်သူတို့မှလည်းခရိယန်သူယုံကြည်တဲ့ဖျားသခင်ကိုနဲ့ရှိုင်းမယုံကြည်တဲ့လက်မကင်ဆွဲတဲ့သူတွေတာလျင်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဒီလိုနိုင်ငံနဲ့လူမျိုးတွေကအံ့ဩစရာကောင်းတယ်စဉ်းစားကြည့်မယ်ကဘာပေါ်မှာတပတ်မှာတရက်ပုံမှန်နားပြီးတော့သူတို့ရဲ့ယုံကြည်မှုစင်လာကိုလိုက်လျှောက်တဲ့သူမျိုးတွေကကြည့်တဲ့အခါမှာပို့ပြီးတော့ကျမ်းမာတယ်ပို့ပြီးတော့ငြိမ်းချမ်းတယ်အဲ့ဒီနိုင်ငံပို့ပြီးတော့တိုးတက်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုယုံကြည်မှုတည်တည်ချာချာမရှိတဲ့လူမျိုးနဲ့နိုင်ငံတွေကိုကြည့်တဲ့အခါမှာလောကမှာတချုပ်တလေလောက်ပဲအောင်မြင်ပြီးတော့ရေဘူးရအားဖြင့်ကြာရှုံးတဲ့နိုင်ငံတွေဆင်းရဲတဲ့နိုင်ငံတွေကဒီတည်တည်ချာချာပိတ်တယ်ဆိုတဲ့အရာမျိုးဘာသာရေးခံယူချက်မရှိဘဲနဲ့တပတ်မှာ9ရက်လှုပ်လဲလှုပ်မယ်မလှုပ်ချင်လဲလှုပ်ချင်တယ်မလှုပ်ချင်မလှုပ်ဘူးပေါ့နော်ဒီလိုခံယူချက်တိကျတေချာမရှိတဲ့နိုင်ငံတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေ့တယ်ဆရာ post တစ်ခုလဲ post လုပ်တယ်ကဘာပေါ်မှာ
ကဘာကိုဦးဆောင်တဲ့နိုင်ငံတွေနဲ့ကဘာမှာတိုးတက်စေပင်ဝပြောတဲ့နိုင်ငံဆိုပြီးတော့နောက်ပြီးတော့ကဘာမှာကြာရှုံးတဲ့နိုင်ငံဆိုကဘာမှာနိုင်ငံမျိုး၃မျိုးပဲရှိတယ်ဆိုပြီးတော့ပညာရှင်တွေကသတ်မှတ်ထားတယ်ဆိုတော့ကဘာကိုဦးဆောင်တဲ့နိုင်ငံတွေအကြောင်းကိုလေ့လာတဲ့အခါမှာအင်မတန်မှအံ့ဩစရာကောင်းတဲ့အရာတစ်ခုကျွန်တော်တို့တွေ့နိုင်တာဖြစ်တယ်အဲ့ဒါကဘာလို့ဆိုရင်ဖျားသခင်နဲ့တမန်ကျမ်းစာတွေကဖျားသခင်ပေါ့နော်တမန်ကျမ်းစာခရစ်ယာန် Bible ကျမ်းတွေကဖျားသခင်ယေရှုဖျားခရစ်တော်ကိုလက်ခံယုံကြည်တဲ့နိုင်ငံနဲ့လူမျိုးတွေဖြစ်နေတယ်ကျွန်တော်တို့တွေ့နေကျွန်တော်ဒီနေ့တိတ်ပန်းဘယ်ကဏ္ဍမှာမဆိုကျွန်တော်တို့Nobel ဆုငင်းချမ်းရေးဆုပဲဖြစ်ဖြစ် Nobel ဆုရှင်တွေများအားလုံးကိုကြည့်တဲ့အခါမှာ65%ကျော်ကခရစ်ယာန်တွေဖြစ်ပြီးတော့25%ကျော်က22%, 23%လောက်ဂျူးတွေဖြစ်နေတယ်ဆိုတာကိုကျွန်တော်အံ့ဩစရာတွေ့ရတာဖြစ်ပါဂျူးတွေကလည်းတပတ်မှာတရက်အမြဲတမ်းနားပြီးတော့သူတို့ဖျားသခင်အတွက်အမြဲတမ်းပေးတဲ့လူမျိုးတွေဖြစ်တယ်ရှေးခေတ်တုန်းကဆိုရင်သူတို့စစ်တိုက်တာတောင်မှ9ရက်မြောက်တဲ့နေ့မှာမတိုက်စနေနေ့မှာမတိုက်အဲ့ဒါကိုခရစ်ယာန်တွေကနေပြီးတော့ပြန်လဲပြီးတော့ဒီဂျူးတွေကနေပြီးတော့ရလာတဲ့အသက်ရှင်သောဖျားကောင်းကင်မြေကြီးသမုတ်တရားနဲ့ဆိုင်းရင်တွင်းတွေကိုဖန်ဆင်းတဲ့ဖျားကိုရလာတဲ့အခါမှာခရစ်ယာန်ဆိုတာဖြစ်လာတာဖြစ်တယ်ဂျူးတွေစီကနေဆင်းသက်လာတာဖြစ်တယ်အဲ့ဒါကြောင့်မို့ဂျူးတွေကနေပြီးတော့ယေရှုဖျားကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတဲ့သူတွေကခရစ်ယာန်ဖြစ်သွားပြီးတော့ဂျူးယုံကြည်မှုကနေပြီးတော့ဆင်းသက်လာတာဖြစ်တယ်ဒါပေမဲ့ဂျူးယုံကြည်မှုမှာယေရှုဖျားကိုခရစ်တော်အဖြစ်လက်မခံတဲ့သူတွေဟာဂျူးဘာသာတွေနဲ့ဆက်ပြီးတော့ရှိသွားတယ်လို့ကျွန်တော်ပြောလို့ရပါတယ်အဲ့ဒီအချိန်မှာခရစ်အချိန်မှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီတမန်ကျမ်းစာလာတော်လာဖျားသခင်အသက်ရှင်သောဖျားသခင်ကိုကိုးကွယ်တဲ့သူမျိုးတွေတိုင်းဒီကဘာကိုဦးဆောင်နေတဲ့နိုင်ငံဖြစ်တယ်ဒုတိယကတော့ကဘာမှာတိုးသက်စီပင်ဝပြောတဲ့နိုင်ငံတွေအဲ့ဒီတိုးသက်စီပင်ဝပြောတဲ့နိုင်ငံတွေဒီအဲ့ဒီပထမနိုင်ငံတွေဖြစ်တဲ့ကဘာဦးဆောင်တဲ့နိုင်ငံတွေနဲ့အတူနော်အတူတကွနော်ကျွန်တော်ပခုံးဖက်လဲတဲ့အလုတ်လုံနိုင်တဲ့သွားလာနိုင်တဲ့နိုင်ငံတွေဖြစ်တယ်ဆိုတာကိုကျွန်တော်အံ့ဩစရာတွေ့ရတယ်အမေရိကန်နဲ့အတူရေရှည်နှစ်ရှည်လများလက်တွဲနိုင်တဲ့နိုင်ငံမျိုးဥရောပနိုင်ငံတွေနဲ့အတူရေရှည်နှစ်ရှည်လများလက်တွဲနိုင်တဲ့နိုင်ငံမျိုးနော်အာရှမှာဆိုရင်ဘယ်လိုနိုင်ငံဖြစ်မလဲအဲ့လိုနိုင်ငံတွေအောင်မြင်တဲ့ချမ်းသာအဲ့လိုမျိုးဒီဥရောပနဲ့အာရှလိုမျိုးခရစ်ယာန်နိုင်ငံတွေနဲ့အတူလက်မတွဲနိုင်တဲ့နိုင်ငံတွေကကြာရှုံးနိုင်ငံဖြစ်နေတယ်အံ့ဩစရာတုန်လှုပ်စရာတခုဖြစ်တယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီပထမနဲ့ဒုတိယနိုင်ငံတွေမဟုတ်တဲ့ကြာရှုံးနိုင်ငံလို့ခေါ်တဲ့เนาะကျွန်တော်လုံးဝတိုးတက်လို့မရတော့ fair state လို့ခေါ်တယ်တိုးတက်လို့မရတော့စီပင်လို့မရတော့အဲ့လိုနိုင်ငံမျိုးတစ်မျိုးရှိနေတယ်ကမ္ဘာမှာအဲ့လိုနိုင်ငံမျိုးတွေကလည်းတူညီတဲ့တစ်ချက်ရှိတယ်အဲ့ဒီတစ်ချက်ကဘလို့ချက်လုံးဆိုဖျားသခင်ကိုမယုံကြည်တဲ့နိုင်ငံတွေဖြစ်နေတယ်အထူးသဖြင့်ယေရှုခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုအမြဲတမ်းတိုက်ခိုက်လောင်ပြောင်စော်ကားမော်ကားပြုတဲ့နိုင်ငံတွေဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့တွေ့တယ်တခြားနေရာမှာယဉ်ကျေးမယ်ဒါပေမဲ့ဒီယေရှုဖျားကိုနဲ့ပတ်သက်တာဆိုသူတို့မယဉ်ကျေးနိုင်သူတို့တီးမခံနိုင်ကြဘူးနော်ကဘာမှာ fan state တွေအများကြီးရှိတယ်အခုကျွန်တော် fan state ကျွန်တော်တို့ဒါစရင်အနေနဲ့ကျွန်တော်ပြောစရာမလိုအဲ့လို fan state တွေရဲ့လူမျိုးတွေရဲ့စိတ်တွေသဘောထားနဲ့သူတို့ရဲ့ဒီ behavior တွေကိုကြည့်တဲ့အခါအဲ့ယေရှုနဲ့ပတ်သက်လာပြီဆိုသူတို့လုံးဝတီးမခံဘူးလုံးဝသူတို့လှုပ်လိုက်မယ်ဆိုတဲ့ဟာတွေသူတို့လှုပ်ချင်တိုင်းသာလှုပ်ခွင့်ပေးမယ်ဆိုရင်အဲ့ဒီယေရှုနဲ့ပတ်သက်တဲ့လူတွေကိုသူတို့ဘယ်လောက်ထိတောင်လှုပ်ကြမလဲတချို့နိုင်ငံတွေကတော့တကယ်လှုပ်တယ်ခေါင်းဖြတ်တွေတတ်တယ်အမျိုးမျိုးတွေကျွန်တော်ဒုက္ခတွေဒါပေမဲ့တချို့နိုင်ငံကျတော့ဥပဒေတွေရှိနေတဲ့အခါမှာသူတို့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးတင်းခံနေတယ်ဥပဒေကတင်းခံတယ်နိုင်ငံကယဉ်ကျေးတဲ့နိုင်ငံဖြစ်နေတော့ဒါပေမဲ့ဒီယေရှုရဲ့နာမနဲ့သက်ဆိုင်လာပြီဆိုတော့မယဉ်ကျေးနိုင်ဘူးမသီးခံနိုင်ဘူးအဲ့လိုနိုင်ငံတွေဖြစ်နေတယ်တူညီတဲ့အချက်ဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေကအဲ့ဒါကိုတည်တည်ချာချာစဉ်းစားပါမိတ်ဆွေလောကမှာဖယားတွေ avatar လို့ခေါ်တဲ့ဒီဟိန္ဒူတွေကဒီဖယားလို့ခေါ်တဲ့ဒီလောကမှာလောကထွက်ဖယားပေါ့နော်
နေအောက်မှာအသက်ရှင်တဲ့လူသားကနေဖြစ်လာတဲ့လောကသားဖျားတွေကို avatar လို့ခေါ်တယ်အဲ့ဒီ avatar တွေကိုဒီဟိန္ဒူတွေရဲ့စည်ရင်းမှာတန်ပေါင်းများစွာရှိတယ်ဟိန္ဒူတွေ3တန်းကျော်ကိုးကွယ်အဲ့ဒီထဲမှာသူတို့ဗုဒ္ဓဆိုတဲ့ဒီဗုဒ္ဓဘာသာကကိုးကွယ်တဲ့ဗုဒ္ဓတပါးလဲပါဝင်ဖြစ်တယ်အဲ့ဒီလိုပုံကိုယ်တွေဖျားပေါင်း3တန်းဘယ်သူမှအမုန်းမခံရဒါပေမဲ့ယေရှုထူးဆန်းတယ်နော်ယေရှုထူးဆန်းအဲ့ယေရှုကအမုန်းခံရအမြဲတမ်းတိုက်ခိုက်ခြင်းခံရအဲ့ဒါကြောင့်ကျွန်တော်တို့ဟာစဉ်းစားစရာဖြစ်တယ်စင်ကျင်စရာဖြစ်တယ်မိတ်ဆွေကအလဟတနေနဲ့မုန်းနေတဲ့အရာတစ်ခုကဘာဖြစ်လို့မုန်းနေရတာတော့စဉ်းစားဖို့ရတယ်ဒါကြောင့်နေနေမှာဆိုရင်ဆရာတို့အဲ့ဒီယေရှုဖခင်ကိုယ်တော်တိုင်ကလိုက်လျှောက်ခဲ့တဲ့ဥပုပ်တော်နေတန်ရှင်းမှုမြတ်ရာနေငိမ့်ငိမ့်ချမ်းချမ်းနဲ့အဲ့ဒီအရှင်အဲ့ဒီသခင်ကိုကိုးကွယ်စည်းကပ်ရာနေဖြစ်တယ်ဒီနေ့တောက်ကြနေညနေဝင်ချိန်ဖြစ်ပြီးဖြစ်တယ်ဥပုပ်တော်နေညကိုကျွန်တော်ဝင်ပြီးဖြစ်လို့ဒီနေ့ဒီအကြောင်းနဲ့အားပေးတိုက်တွန်းခြင်းတယ်ဒီဥပုပ်တော်နေအကြောင်းကိုမသိသေးသောသူများလဲသိနိုင်ဖို့ရန်အတွက်လည်းဖြစ်တယ်လို့ဘုရားသခင်ကိုမသိသေးတော့ဘုရားသခင်ကိုမကိုးကွယ်သေးတော့သူများအတွက်လည်းကျွန်တော်အားပေးတိုက်တွန်းရင်းနဲ့နေကုန်းချုပ်ပါပဲကြားနာသူပရိသတ်အားလုံးဘုရားသခင်ကျွယ်ဝစွာသောကောင်းခြင်းမင်္ဂလာတွန်းလောင်းချပေးပါစေအာမင်